လူတိုင်းကပညာရေးရဲ့တန်ဖိုးအမြဲမြင်ကြရတော့မဟုတ်ပါဘူးမိသားစုတော်တော်များများဝမ်းရည်အတွက်ရုန်းကန်နေကြရပါတယ်ကလေးတွေကတခါတလေအိမ်အလုပ်ကူလုပ်ပေးဖို့ပေါင်းနှမတွေကိုထိန်းပေးဖို့ဒါမှမဟုတ်အိမ်အတွက်ဝင်ငွေရှာဖို့အလုပ်ထွက်လုပ်ရတာမျိုးရှိပါတယ်ဒီတော့အကြောင်းသားအချို့ကအကြောင်းပုံမှန်မတက်နိုင်ကြပဲသူတို့ရဲ့တင်ယူမှုတွေထိခိုက်လာရပါတယ်အလားအလာကောင်းရှိတဲ့ကလေးတွေကခက်ခဲတဲ့အခြေအနေတွေကြောင့်ခွင့်ရေးတွေလက်လွတ်သွားရတာကိုမြင်ရတာတကယ်ကိုစိတ်မကောင်းစရာပါအတန်းထဲမှာဆိုရင်ကျွန်တော်စိတ်ထဲမှာတစ်ချိန်လုံးတင်းကျပ်နေသလိုခံစားနေရပါတယ်ကလေးတိုင်းကိုပံ့ပိုးပေးခြင်းပေမဲ့ကျောင်းပြင်ပအရာတွေဖြစ်တဲ့စင်ရနံပါတ်မှုမိသားစုဖိအားရွာပတ်ဝန်းကျင်အစိန်ခေါ်မှုတွေကကိုထိန်းချုပ်နိုင်တဲ့အရာတွေမဟုတ်ပါဘူးကျွန်တော်ရဲ့ကြိုးပမ်းအားထုတ်မှုတွေကတကယ်ပဲအပြောင်းလဲဖြစ်စေနိုင်ပါမလားဒါမှမဟုတ်ကျွန်တော်ကတယောက်တည်းမဖြစ်နိုင်တာကိုစူးစမ်းနေတာလားလို့တွေးမိပါတယ်တခါလေကြရင်ကျောင်းသားတွေကအတန်းထဲကိုတော့ရောက်လာပေမဲ့စာထဲကိုအာယုံမရောက်တယ်လို့ဒါမှမဟုတ်စိတ်ပါဝင်စားမှုမရှိတယ်လို့ဖြစ်နေတတ်ပါတယ်ဒါကသူတို့စူးစမ်းမှုအားနေတာမဟုတ်မှန်းအခွင့်အလမ်းလမ်းညွှန်မှုနဲ့ပံ့ပိုးမှုတွေလိုအပ်နေတယ်ဆိုတာမှသိထားပါတယ်မိသားစုနဲ့ရွာပတ်ဝန်းကျင်ရဲ့အကူအညီမပါဘူးဆိုရင်သင်ယူမှုလမ်းကြောင်းတနေရာမှာရပ်တန့်သွားနိုင်ပါတယ်နောက်ပြီးစိတ်ထဲမှာဖိအားတစ်ခုလည်းခံစားနေရတယ်ဆရာတယောက်အနေနဲ့အတန်းထဲမှာဖြစ်ပျက်တာတွေမကပဲကျောင်းပြင်ပလက်တွေ့ဘဝတွေကိုကျောင်းသားတွေရင်ဆိုင်ကြော်ဖြတ်နိုင်အောင်ကူညီပေးဖို့ပါတာဝန်ရှိနေတယ်ဆိုတာမျိုးပါဒါနဲ့ပဲကျွန်တော်ကိုစမေးမိရဲ့ဒီကလေးတွေကိုဘယ်လိုထိရောက်အောင်ကူညီပေးနိုင်မလဲပညာရေးရဲ့အရေးပါပုံကိုမိသားစုတွေနားလည်လာအောင်ဘယ်လိုကူညီပေးနိုင်မလဲစာသင်ခန်းပြင်ပအထိတက်ရောက်မှုရှိမဲ့အပြောင်းအလဲတစ်ခုကိုဘယ်လိုဖန်တီးပေးမလဲ